皆さんこんにちは。ဒီနေ့မှာတော့ N4 grammar လေးကိုတင်ပေးပါမယ်။အရင်ရက်တုန်းက N3 grammar လေးကိုတင်ပေးထားတယ်ပေါ့နော်။နောက်ရက်တွေမှာကြာရင်တော့ N3 လေးတစ်ခါတစ်နှစ်ပြန်ပြီးတော့တင်ပေးပါမယ်။တခုခုနားမလည်တာရှိရင်ပဲဖြစ်ဖြစ်သိချင်တဲ့အကြောင်းအရာလေးရှိရင်ပဲဖြစ်ဖြစ် comment မှာရေးခဲ့လို့ရပါတယ်။じゃあ始めましょうね。N4 မှာဆိုလို့ရှိရင်ကြတော့ပထမဆုံးတွေ့ရမယ့်အခန်းလေးက Dainichu Rock ကအခန်း26ပေါ့နော်။အခန်း26မှာဆိုရင် grammar လေးက5ခုရှိတယ်။ပထမဆုံး grammar လေးကိုကြည့်မယ်ဆိုရင်ကြတော့သူဒီနာနီ on that ဆိုတဲ့ grammar လေးဖြစ်ပါတယ်။လို့ပါ။သူနဲ့တွေ့တဲ့ form လေးတွေကကြတော့ adjective နာ adjective verb ဆိုရင်တော့ plain form ကကြတော့ N5 တုန်းကအခန်း20မှာသင်ခဲ့ရတဲ့ form လေးဖြစ်ပါတယ်။နောက်ဆိုရင်တော့နာနော်။နာနဲ့တွေ့တယ်။သူကကြတော့ဘယ်လိုမျိုးခြေနေမှာသုံးလဲဆိုရင်အကြောင်းပြချက်ပေးတဲ့အခါတွေတောင်းဆိုမှုပြုလုပ်တဲ့အခါတွေမှာသုံးတဲ့ပုံစံလေးဖြစ်တယ်။သူကကြတော့စကားပြောပုံစံလေးပေါ့နော်။ရေးလေးကိုကြည့်လိုက်ရအောင်ဟီတာအိုစခဲတယ်မိုအီဒက်စ်ကဟဲယာကစာမှုအင်ဒက်စ်ဟီတာဆိုအပူပေးဆက်ပေါ့နော်အပူပေးဆက်ကိုစခဲတယ်မိုအီဒက်စ်ကဖွင့်လို့ရမလားဘာဖြစ်လို့လဲဆိုတော့သူကအနောက်မှာပြောထားတယ်ဟဲယာကစာမှုအင်ဒက်စ်အခန်းကအေးလို့ပါအဲ့တော့သူကဒီဟာလေးကကြတော့ဘယ်လိုမျိုးပုံစံလေးလဲဆိုတော့သူတောင်းဆိုမှုလေးပြုလိုက်တာပေါ့နော်အပူပေးဆက်လေးကိုဖွင့်လို့ရမလားအခန်းကအေးနေလို့ပါဆိုတဲ့ပုံစံမျိုးလေး Dostandes ကအတမက itandes ဘယ်လိုဖြစ်တာလဲသူခေါင်းကိုက်လို့ပါဆိုသူဘာကြောင့်ဆိုတဲ့ဒီဟာလေးကိုသူကြောင်းပြချက်ပေးလိုက်တဲ့ပုံစံမျိုးလေးမှာတုံးလေးပေါ့နော်ဥမာဘိုင်းနာလို့ခေါင်းကိုက်လို့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အေးမိနေလို့ပါအဲ့လိုမျိုးလေးပေါ့နော်သူတို့ဒီအကြောင်းပြချက်ပေးခြင်းတဲ့အခါမျိုးမှာတုံးတာပဲဖြစ်ဖြစ်တောင်းဆိုမှုပြုလုပ်တဲ့အခါမှာတုံးတာပဲဖြစ်ဖြစ်ဒီ99 on that ဆိုတဲ့ grammar လေးကိုသုံးလို့ရပါတယ်နိဗ္ဗာန်ကကြတော့သူက on that ပြောသူကကြားတဲ့မြင်တဲ့အကြောင်းအရာကိုအတည်ပြုခြင်းတဲ့အခါသိချင်တဲ့အခြေအနေတစ်ခုကိုရှင်းပြစေခြင်းတဲ့အခါမှာသုံးတယ်ဒုက္ခတဲ့日本語を習ったんですがဘယ်နေရာမှာဒုက္ခတဲ့ဘယ်နေရာမှာ日本語をဂျပန်စာကို習ったんですがလေ့လာခဲ့တာလေနာရာ imas ကလာနော်သူတာဖောင်လေးပြောင်းလိုက်တော့နာရာတန်နောက်က on that တွေထည့်လိုက်တာပေါ့နော်ဘယ်နေရာမှာဂျပန်စာကိုလေ့လာခဲ့တာလဲどうして会社を辞めるんですかဘာလို့ကုမ္ပဏီကနေထွက်လိုက်တာလဲどうして遅れたんですかဘာလို့နောက်ကျခဲ့တာလဲဆိုတာကကြတော့သူသိချင်တဲ့အခြေအနေတစ်ခုခုကိုရှင်းပြစေချင်တာပေါ့နော်ဒီအခါမှာသုံးတာဖြစ်တဲ့အတွက် on that ဆိုတဲ့ grammar လေးနဲ့သုံးပါတယ် on that ကနဲ့မေးလို့ရှိရင်ကြတော့ on that လေးနဲ့ပြန်ပြီးတော့ဖြည့်ပေးရပါမယ်စမ်းပန်ကကြတော့သူက on that လေးရဲ့နောက်မှာဘာလေးပို့သွားရလဲဆိုတော့ကအကူအညီအကြံဉာဏ်ခွင့်ပြုချက်တောင်းခြင်းတဲ့အခါမှာသုံးတဲ့ပုံစံလေးMPS を忘れたんですが貸してもらえませんかMPS ခဲတယ်忘れたんですがမေ့ခဲ့လို့မေ့ကြံခဲ့လို့貸してもらえませんかငါပေးလို့ရမလားခဲတယ်လေးမေ့ကြံခဲ့လို့ငါပေးလို့ရမလားဆိုတော့ဒါသူများစီကဘာတောင်းလိုက်တာလဲဆိုတော့အကူအညီ友達が結婚するんですが何をあげたらいいですかတငယ်ချင်းကလက်ထပ်မှာမို့လို့ဘာကိုပေးရင်ကောင်းမလဲဒါကြတော့ဘာဖြစ်သွားရလဲဆိုတော့သူကသူများစီကနေပြီးတော့အချင်ညံတောင်းလိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်ရွှန်းပန်ရဲ့ grammar လေးကကြတော့တဲဖောင်နဲ့အီတာရာခဲမဆန်ခတဲဖောင်နဲ့အီတာရာခဲမဆန်ခဆိုလို့ရှိရင်သူက verb ပေးနိုင်မလား verb ပေးလို့ရမလားဆိုပြီးတော့သူကသူများကိုအကူအညီတောင်းတာတော့မှန်တယ်ဒါပေမဲ့သူကရင်ကြီးကြီးလေးနဲ့တောင်းလိုက်တာပေါ့နော်ရင်ကြီးလေးနဲ့အကူအညီတောင်းခြင်းတဲ့အခါမှာဆိုရင်တော့သုံးပါတယ်シェアクションへ行きたいんですが地図を書いていただけませんかစီပင်သားရုံးကမြို့တော်ခန်းမှာပေါ့နော်ရှယ်ယာကူရှောတွားချင်လို့တဲ့ချီစုအိုဆိုတော့မြေပုံကိုခိုင်တဲ့အီတာလာခဲမဆန်ကမြေပုံလေးဆွဲပေးလို့ရမလားဒါတော့သူများစီကနေပဲအကူညီတောင်းနေတာသူလမ်းမသိလို့ပေါ့နော်မြေပုံလေးဆွဲခိုင်းတာ日本語で手紙を書いたんですがちょっと見ていただけませんかသူဂျပန်စာနဲ့တေဂါမီကိုခိုင်တန်းဆိုတော့စာရေးခဲ့လို့ဂျပန်စာနဲ့စာရေးခဲ့လို့ချော့တိုဆိုခဏလောက်မီတဲအီတာရာခဲမဆန်ကကြည့်ပေးလို့ရမလားဂျပန်စာနဲ့စာရေးခဲ့လို့ခ
ခဏလောက်ကြည့်ပေးလို့ရမလားဒါကလည်းသူများကိုအကူအညီတောင်းတာပေါ့နော်သူရေးတာဥမာမှားနေတာမျိုးတစ်ခုခုအဆင်မပြေတာမျိုးဖြစ်မှာဆိုလို့သူကကြည့်ခိုင်းတဲ့ပုံစံမျိုးလေးနော်အဲလေသူကအကူအညီတောင်းတာပဲယဉ်ကြီးလေးနဲ့ကောဘန်ကကြတော့ verb တာရာ e des ကရင်ကောင်းမလဲလိုက်နိုင်နေရင်ကောင်းမလဲဥမာဘာလို့ရင်ကောင်းမလဲပေါ့နော်သူကကြတော့သူများစီကနေပြီးတော့အကြံဉာဏ်တောင်းတဲ့အခါမှာသုံးတယ်ဂျန်ဝဘန်ကိုကဝါခါရာနိုင် des ကတို့ရတဲ့ရှိတာပဲတာရာ e des ကဖုန်းနံပါတ်ကိုသူနားမလဲဘူးဒါမှမဟုတ်သူဖုန်းနံပါတ်ကိုမသိလို့ဘယ်လိုလုပ်ပြီးတော့စုံစမ်းရင်ကောင်းမလဲဘယ်လိုလုပ်ပြီးစုံစမ်းရင်အဆင်ပြေမလဲပေါ့နော် volunteer ni sankashstein des ကတို့したらいいですか volunteer လောက်အားပေးမှာ sankashstein des ကပါဝင်ခြင်းလို့တို့したらいいですかဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အခန်း26ရဲ့ grammar လေးကိုပြန်ပြီးပြပြပေးမယ်ပေါ့နော်ပထမဆုံး grammar လေးဒီနာနီ on that ဆိုတာကကြတော့လို့ပါအကြောင်းပြချက်ပေးတဲ့အခါတောင်းဆိုမှုပြုလုပ်တဲ့အခါမှာသုံးတဲ့စကားပြောပုံစံလေးဖြစ်ပါတယ် on that ပြောသူကကြားတဲ့မြင်တဲ့အကြောင်းအရာကိုအတည်ပြုခြင်းတဲ့အခါသိချင်တဲ့အခြေအနေတစ်ခုကိုရှင်းပြစေခြင်းတဲ့အခါမှာသုံးတယ် on that ကအကူအညီအကြံဉာဏ်ခွင့်ပြုချက်တောင်းခြင်းတဲ့အခါမှာသုံးတယ်တေဖောင်ဤတာရာခေမဆန်ခ verb ပေးလို့ရမလား verb ပေးနိုင်မလားယဉ်ကြီးလေးနဲ့သူများကိုအကူအညီတောင်းတဲ့အခါမှာသုံးပါတယ် verb တာရာ e des ကရင်ကောင်းမလဲသူများစီကအကြံဉာဏ်တောင်းခြင်းတဲ့အခါဒီမှာသုံးပါတယ်နားမလည်တာရှိလို့ရှိရင်တော့ comment မှာမေးခဲ့လို့ရပါတယ်ခိုးတဲ့ ORI မှာရှော့နေ